ထဲမှာအမေမျက်နှာမြင်ရောင်ရင်မနဲ့ခင်တိုင်းငါနှုတ်ထားခဲ့ရတယ်အမေလည်းရထမင်းဝိုင်းလေးကိုလွမ်းတယ်ဂယုဆိုင်ပါဆိုတဲ့အမေအတန်လေးနားထဲမှာဆွဲနေစေသာသမီဆိုတာအမေအတွက်တော့အမြဲတမ်းကလေးပဲဘယ်လောက်ကြီးအမေရင်ခွင်ကိုခိုးလုံခြင်းတယ်ဝေးကွာနေတဲ့ဒီခရီးတွေကြားမှာအမေရဲ့မြတ်တာရိတ်ကိုတန်းထားမိတယ်မေရဲ့အရှမ်းလွမ်းတယ်အမေအနာမှာအမြဲရှိနေခြင်းပဲဘဝအတွက်ရုန်းကန်ရင်ဝေးနေရတယ်အမေချမ်းမရေးကိုဂယုစိုက်ပါမကြခင်မှာအမေစီပြန်လာခဲ့မယ်အမေရဲ့သလေးတွေအမေရဲ့ဆုံးမစကားတွေခွန်အားတွေဖြစ်လို့ငါရင်ထဲမှာအမြဲရှိနေလောကရဲ့တရားတွေဘယ်လောက်များပါစေအမေမြတ်တာရှိရင်အရာရာဟာအေးချမ်းတယ်မေရဲ့အရန်လွမ်းတယ်အမေအနာမှာအမြဲရှိနေခြင်းပဲဘဝအတွက်ရုန်းကန်ရင်ဝေးနေရတယ်အမေချမ်းမရေးကိုဂယုစိုက်ပါမကြခင်မှာအမေစီပြန်လာခဲ့မယ်မေကိုအရန်ချစ်တယ်အမေရဲ့ရင်ခွင်ထဲမှာပြန်အိပ်ဆက်ခြင်းနဲ့လောကမှာမေဟာအကောင်းဆုံးပါပဲမေ